ဟိုးလွန်လေပြီးတော့အခါတော့ကဟိမဝန္တာတောင်ကြီးခင်းကမြေကန်တဲ့ပြီးမှာအလွန်အံ့ဩစရာကောင်းတဲ့အေယာမတည့်ပင်ကြီးတစ်ပင်ရှိပါတယ်ရှင်။ဒီအပင်ကြီးပေါ်မှာနေထိုင်ကြတဲ့မြောင်မင်းကြီးနဲ့မြောက်ပန်းစစ်တောင်းဟာလောဘရမက်ကြီးမားလာတဲ့ရမဒတ်မင်းကြီးရဲ့ရက်ဆက်တဲ့လေးဒီတော်တွေပိတ်ဆို့မှုအောက်ကနေအသက်ရှင်ရက်နဲ့ပြန်လွတ်နိုင်ပါမလား။ဖယားလောင်းမြောင်မင်းကြီးကရောသူ့ရဲ့အရွှေရန်တွေကိုဘယ်လိုတွေကဲတင်မလဲဆိုတာဆက်လက်ကြည့်ပြပါအောင်ရှင်။အေဂျန်လာပါတဲ့ဟိမဝန္တာတောင်ကြီးပေါ်ရှင်အင်္ဂါမြစ်ကြီးကတတင်တင်ဖြည်းဖြည်းနေတယ်။အဲ့ဒီမြစ်ကမ်းတစ်ဘေးမှာအလွန်ကြီးမားလာတဲ့အရသာအလွန်ရှူမိန်တဲ့အသီးတွေတီးနေတဲ့တရက်ပင်ကြီးတစ်ပင်ရှိတယ်ရှင်။ဒီတရက်ပင်ကြီးပေါ်မှာတော့ဖယားလောင်းမြောင်မင်းကြီးဟာမြောက်ပန်းစစ်တောင်းလောက်ရှိတဲ့အရွှေရန်နေနဲ့အတူပျော်ချင်အေးချမ်းစွာနေထိုင်ပြီးတရက်တီးတွေစားသုံးလျက်ရှိကြတယ်။မြောင်မင်းကြီးဟာအလွန်ပညာရှိပြီးကြိုတင်မျှော်တွေးတတ်သူဖြစ်ပါတယ်။ဒါကြောင့်သူ့ရဲ့အရွှေရန်တွေကိုဒီတရက်တီးတွေထဲကတလုံးမှရေထဲမကျစေနဲ့လူတွေတွေ့သွားရင်ငါတို့အန္တရာယ်ကြုံရမယ်လို့တင်းတင်းကြပ်ကြပ်တတိပေးထားခဲ့တယ်။တနေ့မှာတော့ပျော်စိတ်တိုက်ဖုံးနေတဲ့တရက်တီးမဲ့တလုံးဟာသူတို့မသိလိုက်တဲ့အချိန်မှာပဲရေထဲပြုတ်ကျသွားခဲ့တယ်။အဲ့ဒီရက်တီးဟာငင်းခါမြင့်အတိုင်းစီးမျောသွားခဲ့တယ်လေ။ရေအစုံမှာမျောပါလာတဲ့တရက်တီးဟာဘာယနဒီပြည့်ရှင်ပြမဒတ်မင်းကြီးရေကစားနေတဲ့နေရာကိုတိုက်တိုက်ဆိုင်ဆိုင်ရောက်သွားခဲ့တယ်။မင်းကြီးကလည်းတရက်တီးရဲ့မှုေးဆိုင်လာတဲ့ရနံကြောင့်စိတ်ဝင်စားသွားပြီးမင်းစမ်းကြည့်လိုက်တဲ့အခါလောကမှာအရှူမိန်ဆုံးသောအရသာကိုခံစားလိုက်ရတယ်ချင်းဒီလောက်အရသာကြီးတဲ့တရက်ပင်ကိုမရရအောင်ချဖွေရမယ်လို့လည်းဆုံးဖြတ်လိုက်တယ်လေမင်းကြီးနဲ့တကွစစ်တီရဲမတ်တွေဟာလေသက်ကြီးနဲ့ခင်းကာမြစ်တိုင်းချဖွေလာရင်နောက်ဆုံးမှာတော့တရက်ပင်ကြီးနဲ့တကွတရက်သီးတွေစားသုံးနေကြတဲ့မြောက်တွေပါတွေ့ရှိသွားခဲ့တယ်မြောက်တွေကိုမြင်လိုက်တဲ့အခါမင်းကြီးကဒေါသအလွန်ထွက်သွားပြီးဒီမြောက်တွေကိုမြားတဲ့အကုန်ပြစ်တက်လို့ရရဆက်ဆက်အမိတ်ပေးလိုက်တယ်။လေးဒီတော်တွေကလည်းမြားတွေနဲ့ချိန်ရွယ်လိုက်ကြတယ်လေ။အဲ့ဒီအချိန်မှာပဲမြောက်ပန်းစစ်တောင်းဟာအလွန်တရာကြောက်လက်တရားဖြစ်ပြီးမြောင်မင်းကြီးထံအပြေးလွှားသွားကြတယ်။မြောင်မင်းကြီးဟာမိမိရဲ့အရွှေရန်ဒီပေါ်လွန်စွာတနာကျင်နာတဲ့မေတ္တာအပြည့်နဲ့သူတို့ကိုကယ်တင်ဖို့အတွက်ခိုင်မာတဲ့ဆုံးဖြတ်ချက်တစ်ခုချလိုက်တယ်။အဲ့ဒီနောက်မြောင်မင်းကြီးဟာဂင်္ဂါမြစ်ကိုဖြတ်ပြီးတပတ်ကမ်းမှာရှိတဲ့ဝယုံပင်စီကိုအစမ်းကုန်ခုန်ကူးလိုက်တယ်။ပြီးတော့နွယ်ကျိုးတစ်ချောင်းကိုဖြတ်ယူလိုက်တဲ့တစ်ပင်မှာတစမိမိရဲ့ခါမှာတစရှီနောင်လိုက်ပြီးတရက်ပင်စီကိုအားကုန်နှမ်းကပြန်ခုန်လိုက်တယ်လေ။ဒါပေမဲ့လည်းကန်ဆိုးချင်တော့နွယ်ကျိုးကသူနေခဲ့တယ်တရက်ပင်ကိုမရောက်ဘဲနဲ့လက်နှစ်ဖက်နဲ့တရက်ပင်ကိုဒါမိယုံလေးပဲလှမ်းပြီးခန်းဆုံးနိုင်ခဲ့တယ်အဲ့ဒီအချိန်မှာမြောင်မင်းကြီးကငါ့ရဲ့ကြောပေါ်ကနေနင်းပြီးတစ်ဖက်ကန်းကိုအမြဲဆုံးကူးကြလို့အကျယ်ကြီးအော်ဟစ်လိုက်တယ်မြောက်တွေအားလုံးကတကောင်ပြီးတကောင်ကျေးဇူးတင်စွာနဲ့ကြောပေါ်ကနေနင်းဖြတ်သွားကြတယ်ဒါပေမဲ့နောက်ဆုံးမှာကျန်ရိတ်ကတူကတော့ဖျားလောင်းပေါ်မှာရန်ညှိုးထားတဲ့ဒီဝတ္တလောင်မြောက်မိုက်ပါပဲရှင်ပြီးတော့မြောင်မင်းကြီးရဲ့ကြောပေါ်ကိုအားဆိုင်ပြီးပြင်းပြင်းထန်ထန်ခုန်ချလိုက်တယ်လေမြောင်မင်းကြီးရဲ့နှလုံးသားဟာကွဲကြေသွားပြီးမခံမရက်နိုင်အောင်ပြင်းထန်တဲ့ဝေဒနာကိုခံစားလိုက်ရတယ်ဒီမြင်ကွင်းအလုံးကိုအဆအဆုံးကြည့်နေတဲ့ပြမဒတ်မင်းကြီးဟာမြောင်မင်းကြီးရဲ့အမခံကိုကျိုးကိုစွန့်အနစ်နာခံမှုကိုမျက်ရည်တွေပါကြားခဲ့တယ်မင်းကြီးဟာလေးဒီတော်တွေကိုချက်ချင်းသားမြစ်စေပြီးမြောင်မင်းကြီးကိုဂရုတစိုက်ကယ်တင်ခဲ့တယ်တေဆုံးခံဒီမြောင်မင်းကြီးအားနူးညံ့တဲ့အိယာပေါ်တင်ထားစဉ်မြောင်မင်းကြီးကမင်းဆိုဒီမှာမိမိအကျိုးထက်တိုင်းပြည်ပြည်သားတွေရဲ့အကျိုးကိုသာကာကွယ်စောင့်ရှောက်ရမယ်ဟူသောတရားကိုဟောကြားရင်းငြိမ်းချမ်းစွာကွယ်လွန်သွားခဲ့တယ်ရှင်ဒီဇလန်လေးကနေရလာရတဲ့တင်ကန်းစာကတော့ခေါင်းဆောင်ဆိုတာမိမိအကျိုးထက်
အများကျိုးကိုပို့ပြီးဆောက်ရှောက်ရမယ်မေတ္တာတရားနဲ့ကိုကျိုးကိုစွတ်ကြေးဟာအရာအလုံးထက်ကြီးမြတ်တယ်ဆိုတာပါပဲရှင်ပညာရှိတဲ့သူတွေရဲ့စကားကိုနားထောင်ပြီးအမြဲတမ်းသတိတရားနဲ့နေထိုင်ကြဖို့ဒီမဟာကပိဇလန်းလေးကနေမိမောင်းပို့ပြထားတာပဲဖြစ်ပါတယ်ရှင် အဆုံးထိကြည့်ပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။